ကဘာထဲမှာအေးအေးဆေးဆေးပဲနေဝင်လာခဲ့ပါမြန်မာလေးကွီရဲ့အတဲနှလုံးကိုနေသားပိုင်သိမ့်ထားမင်းကလေးတွေ့တိုင်းရင်မခုန်တတ်တာကိုကမရိုင်လဲပါတက်ကငယ်ရှက်ရတဲ့ရင်ွေပြီးရက်ကြောင်နဲ့ပန်းလာရဲ့ဆက်တာမဲ့ကိုမီဒီယာဖြစ်နေပဲတိတ်လာတဲ့ဝတ်မငယ်ပါလီဆွဲဖြစ်ချင်းနဲ့လက်လာနဲ့ပပရဲ့ကိုကြီးပဲဖြစ်ချင်းနဲ့ဘုံလောက်နဲ့စင်ချလို့လာတဲ့ယုံမကြရည်ရဲ့အကုန်ငါခါပြစ်ထားလို့သွားမယ်နေတာကဘာဖြစ်တယ်ဒီနှုတ်ပြစကားလေးတခွန်းဟာလိုရတာဖြစ်မယ်ကြောင်းတောင်တောင်တော့ပေးနာမလုံးနဲ့ဒါဟာကဘာစစ်ပဲငါဤဝက်ဖူးပေးနာလေးမှာဝမ်းဝမ်းမလဲပါနဲ့ငါတော့သာထွက်လို့မင်းတို့ရှိကိုမလူဆိုင်နဲ့လာမယ်ကဘာမြေတခွင်လုံးဖြန့်ကျက်ထားတဲ့ဘောကတိမ်ဆိုင်နဲ့ရေစီလွာအားနေမိချင်းပဲယုံမချတဲ့ရဲ့တွင်တွင်ထွေ